လောင်းမယ်19သိန်း5000နဲ့ဗျာ Vivo ဘုတ်ပဲဖြစ်ပါတယ် Osu Vivo ဘုတ်အထာလေးကတော့ဒီလိုပါပဲတမူထူးကြတယ်ပေါ့ဗျာကျွန်တော်ဒီမှာ touchpad မှာ fingerprint ထည့်သွင်းပေးထားတဲ့14လက်မ site ဘေးပေါင်ကျင်းနဲ့ webcam မှာ privacy setup ပါမယ် Ryzen 5ကို9000 series ဖြစ်တဲ့အတွက်ကြောင့်မလို့ generation ကတော့မြင်ပြီးသားပဲဗျာအဲ့အပြင်မှာကျွန်တော် RAM ကလည်း 16GB SSD ကလည်း 512ဆိုတော့အပိုက်ဆုံးနေထားမှာရှိပါတယ် logo ကလည်းဒီလိုမျိုးဖောင်းကြွ design လေးနဲ့လာတဲ့ Osu Vivo ဘုတ် design လေးဖြစ်ပါတယ်14လက်မ site လေးဈေးနှုန်းကတော့19သိန်း5000ပဲကျမှာဖြစ်ပါတယ် fingerprint ပါဝင်ထားမယ်14လက်မ site လေးအနေနဲ့ကတော့ပေါ့ပေါ့ပါပါသုံးကျင်တဲ့သူတွေအမျိုးတွေအကြိုက်ပဲဖြစ်ပါလိမ့်မယ် okay ညာဘက်ချမ်းပါဆိုရင်တော့ headphone jack ပါမယ် Type C ဘော့တွေ့ရတယ် USB ဘော့ဒီဘက်မှာ HDMI နဲ့ Ethernet ဘော့တွေဖြစ်ပါတယ်ဘယ်ဘက်မှာတော့ USB တဘော့ထပ်ပါလာပါသေးတယ်အဲ့တော့ပေါ့ပေါ့ပါပါလေး design လေးခမိုက်မိုက်လေးအခြားကြသုံးကျင်တဲ့အမျိုးတွေ19သိန်း5000မှာ generation မြင့်မြင့်သုံးပါ Osu Vivo ဘုတ် logo ဖောင်းကြွနဲ့အထာကြတဲ့ကောင်လေးသုံးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ